ကဲရောဂါကြီးဂျာရင်တောင်တက်ပါပြီတောင်ကြီးကနေစားတင်ပြီးတော့တက်ပါပြီခင်ဗျာကျွန်တော်နဲ့တူအားလုံးလိုက်ခဲ့ကြဖို့ဖိတ်ခေါ်အပ်ပါတယ်နော်ဒါလေးကတော့စိုက်ကယ်ကားတွေတက်လို့ရတဲ့လမ်းလေးဖြစ်ပါလေခင်ဗျာဒီတောင်ကတော့ကိန်းမီနယ်ဖန်အမျိုးမှာရှိတဲ့တောင်တွေထဲကအနှိမ့်ဆုံးတောင်လို့ပြောလို့ရတဲ့ကြာအင်းတောင်ဖြစ်ပါတယ်လမ်းလျှောက်ပြီးတက်ချင်တဲ့လူတွေလည်းတက်လို့ရပါတယ်လမ်းလျှောက်တက်မယ်ဆိုတော့တောင်ပေါ်ကားပါကင်အထိကိုနိုင်ဝက်တော့လမ်းလျှောက်ရပါတယ်ခင်ဗျာကားဒီစိုက်ကယ်တက်တဲ့လမ်းလေးကတော့ဒါကတော့အကွေ့အကောက်လေးတွေတော်တော်လေးကိုလှပပြီးတော့မှတောတောင်ထဲမှာကားမောင်းနေရစိုက်ကယ်မောင်းနေရတယ်လို့ခံစားရစေမှာဖြစ်ပါတယ်အကွေ့လေးကတော့အကွေ့တွေကတော့2ကွေ့3ကွေ့4ကွေ့တောင်ရှိမှာပါအကွေ့တွေကတော့3 4ကွေ့ရှိပါတယ်ကဲတက်ပြီးစိုက်ကယ်နဲ့လောကနော်တော်ထဲမှာစိုက်ကယ်မောင်းနေရတယ်လို့ခံစားရပါတယ်ဖီနီနဲ့ဆောင်းမိုက်ပါတယ်ဒါလေးတွေကတော့ဒီနားမှာလမ်းလျှောက်တက်တဲ့လူတွေလည်းရှိကြပါတယ်ဒါတောင်ပေါ်တော်တော်လေးကိုရောက်နေပါပြီတောင်ကြီးကနေစားတက်လာတဲ့အမြင့်ပေကတော့တော်တော်လေးကိုရောက်နေပါပြီဒါတော့မျိုးပြကိုတောင်ပေါ်ကနေလမ်းမြင်နေရတဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ်ဒီကြောင်ရင်တောင်တက်ပြီးရင်နောက်တစ်ချိန်ဇော်ကမင်းတောင်တက်ပါမယ်ခင်ဗျာကြည့်ရှုရှင်တဲ့လူတွေ like and follow လေးလုပ်ထားပေးကြပါတကယ်တော့ဒီဗီဒီယိုလေးကိုကြိုက်နှစ်တက်လို့ရှိရင်တခု comment ပေးကြလေးရှိလို့ရှိရင်ဒီ comment box လေးမှာ comment လေးပေးသွားကြပါဦးခင်ဗျာကြိုက်နှစ်တက်လို့ရှိရင်ဒီဗီဒီယိုလေးကဲကားပါခင်ရောက်ပါပြီကားပါခင်ကဲကားပါခင်ရောက်ပြီနော်ဒါတောင်ရဲ့တောင်ပေါ်ထပ်တက်ရမယ်ကားပါငင်လေးဖြစ်ပါတယ်ကဲကားပါငင်ကနေမြို့အပေါ်ကိုလှမ်းချုပ်ကြည့်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်နော်လုံးဝလေကောင်းလေးနဲ့ရပြီးတော့မှ feeling လေးမြင်နေရတဲ့ဒီမြစ်ကတော့တန်ရွင်မြစ်ဖြစ်ပါတယ်ခင်ဗျာလုံးဝနော်တောင်လေးတွေပေါ်ကနေကြည့်ရတဲ့ခံစားချက်ကဘာနဲ့မှမတူပါဘူးကဲတောင်ကြီးကနေကားပါကင်တောင်ကြီးကနေစပြီးတော့မှလက်ကလေးတိုင်းတက်ပါမယ်ဒါတော့ပထမတစ်ထက်ရောက်တဲ့ချိန်မှာဒါမြင်နေရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဒီကစောင်းမိုက်ပါတယ်မြင်ကွင်းလေးကတော့လုံးဝ feeling အပြည့်နဲ့ကြည့်ရှုရမှာပါသွားချင်တဲ့လူတွေရှိရင်လည်းလာခဲ့ကြဖို့ဖိတ်ခေါ်အပ်ပါတယ်မာတန်မြင့်ကြီးညတိတ်လေးဖုံးမျိုးပေါ်မှာတိတ်လေးဖုံးမျိုးလုံးဝလှပကဲနောက်တစ်ခုထပ်တက်ပါမယ်ဒါတော့တောင်ပေါ်ထပ်တက်တဲ့နောက်တစ်ဆင့်ပါအားမယ်ဇက်လုံးဝရှူခင်းလေးတွေနော်ဟိုးမှမြင်နေရတဲ့တောင်လေးကတော့ဒါဇော်ကမင်းတောင်ဖြစ်ပါတယ်ဇော်ကမင်းတောင်ကတော့ကင်မီနယ်ဖန်မျိုးရဲ့လှပဆုံးနော်တောင်လေးလို့ပြောလို့ရပါတယ်ခင်ဗျာကဲတောင်ထိပ်ရောက်ပါပြီဒါလည်းတောင်ထိပ်မှာစိုက်ထားတဲ့အလံတိုင်းလေးဖြစ်ပါတယ်ဒါတောင်ထိပ်ကြောက်စွန်ထိပ်ကလေးမှာဘာကိုင်းတွဲဘာကာဝဲမှမရှိတဲ့ထိပ်ပေါ်မှာရိုက်ထားခြင်းဖြစ်ပါတယ်လောကနော်တောင်အမြင့်ဆုံးထိပ်ကလေးမှာရိုက်ထားတာဆောင်းရမ်းကိုမှဖင်းနေရှိပါတယ်ခင်ဗျာလေးလေးတဖြူဖြူနဲ့ကြောက်တတ်တဲ့လူတွေတော့ဒီပေါ်အထိတော့မတက်ပါနဲ့ဒါတော့ဒီပေါ်မှာလမ်းတိုင်းနဲ့တိုင်လေးရှိပါတယ်ဘောနော်မိုက်တဲ့ feeling လေးဗျာလုံးဝပြန်နေထွက်ချိန်လေးတိမ်လေးဖုံးနေတဲ့နေထွက်ချိန်လေးကလုံးဝကိုလေးလေးဖြူဖြူနဲ့မှလုံးဝကြည့်လို့ကောင်းတယ်နော်လုံးဝကြည့်ရှုလို့ကောင်းတဲ့ရှုခင်းလေးဖြစ်ပါတယ်ဒါကတော့မြို့တောင်ထိပ်အစိုးလေးကနေ
မြင်နေရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်လုံးဝတိမ်လေးတွေနဲ့လှပနေရတယ်ကဲပြန်ဆင်းပါပြီခင်ဗျာဒါဟလီကလေးတွေလည်းစောင်းလိုက်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကြည့်ချင်တယ်ဆိုရင်လည်းနောက်တောင်တက်တဲ့ဗီဒီယိုလေးကြည့်ချင်တယ်ဆိုရင်